ကြာနေ့နေ့ခေစားလေးဟိုကထမင်းစားမကောင်းပြောတာဒီနေ့ကိုရချက်ထားတယ်ဒီမှာနေ့ရကြမင်းသားနှံလေးရောခရမ်းတီးတုပ်လေးရောငါးဟင်းလေးရမတို့စရာရောထည့်စားအောင်နော်အဲ့ဒီပြီးအောင်ချမဟင်းလေးလည်းချက်ထားပြီးပြီဟိုမိမကြီးဒီလောက်အများကြီးချက်ကျွေးရမလို့ပါဘူးပြီးတော့မိမမပေါ်မပိုင်းနေပြီရှာပါလေလုံနေကြလုံတီပဲဟောက်ပါမဖြစ်ပါဘူးအော်နောက်မလုံနေတည်းယောက်ျားဘေးရုံနဲ့စားတဲ့အဆင်ပြေတာပဲရှာပါလေအိမ်မလေးလုံနေကြပဲဟောက်မမလေးဦးလုံးဘူးဖြစ်တာမဟုတ်တာမပေါ်မပိုင်းနဲ့မလို့ပြောရယောက်ျားဒါနဲ့လေယောက်ျားတော့မပြောစရာရှိသေးတယ်ပြောတယ်ကွာဘာလို့ဒီရဲ့လေဘိုက်ကတမျိုးပဲတည်လာကိုရှင်းရှင်းတက်လာမသိဘူးနေရာစတာနေလို့မကောင်းဘာဖြစ်လို့လဲမင်းမအဲ့ပိုးလို့မရဘူးမင်းသားတည်လာဒီဟင်းတွေကတော့ရောရုံးကပြန်လာမှချက်လို့ရရအောင်ဆိုကိုကကြည့်တော့ဘုံမပါနဲ့အော်နောက်အဲ့လိုမျိုးနေတည်ရကျန်ဒီမှာစီကံပြပြီးပြီးခလေးမိထားမှန်နေဆရာဝန်နဲ့တခြားပြပြီးဆရာဝန်လည်းနေထားမှန်နေပြောရလေဒီကားတွေမျိုးစားရတော့ချင်တာမရှိဘူးတည်ရမလားအော်အနာမျိုးလည်းမရှိဘူးတကယ်တော့ယောက်ျားရဲ့ဒီကောင်မင်းမရွှေကိုအဲ့လိုအထည်လေးဝရှင်နေတာမိမကြီးဘာလို့ဒီနာမို့လို့လဲပြောပါဘာလဲရှိလို့လေလေများချင်းမဲ့ဥစ္စာအခုကိုရှားနေရလေမိမအတွက်ကြီးပဲဒီပြောရမှာလားပြောလေဒီမှာလေးမိမပုံတိတော့ကြည့်နေတယ်ဒီရွှေတက်ဆက်စာလေးဒီစင်ရွှေရတနာဆိုင်ရပြည့်အဲ့ဒါလေးတွေ့ထားတာကြိုက်လို့လေသူ့ချင်မှာဒီဇိုင်းဆန်းတွေအများကြီးပဲဟုတ်လားမိမကြီးကိုရှားနေတာမိမတို့ကိုမိသားစုအတွက်ပဲလေကွာမိမဘာပဲလို့ပြောသိတာဒီဘက်ရုံမေးကြရင်ယောက်ျားလိုက်ဝယ်ပေးမယ်နော်မိမလူနေတာရှိရင်လည်းတစ်တော့နေကြည့်ထားပေါ့ယောက်ျားလိုက်ဝယ်ပေးမယ်လေဒီပြောလာယောက်ျားတကယ်ပေါ့မိမရဲ့ပြောလိုက်တာအော်ဒါနဲ့နေယောက်ျားမိမပြောစရာရှိသေးတယ်ပြောလေမိမဘာလို့ကိုနေရတော့လေဟုတ်ယောက်ျားကိုပြောထားတဲ့ဟာလေးကြီးချစ်တဲ့ဆက်စားလေးအဲ့ဒါတော့မိထားတယ်မိမတစ်တော့မသိဒီမှာလေးယောက်ျားရဲ့ဝန်ထမ်းကြီးရလေးဖြည်းဖြည်းထားလဲစိတ်လေးရှိတယ်မိမမိထားတဲ့တက်ဆက်စားလေးရှိသေးရပြောရသည်လားအဲ့ဒါလေးသူတို့ဆိုင်မှာဒီဇိုင်းဆန်းရလေးအများကြီးရှိတယ်မိမကိုပြောရသည်လားအဲ့ဒါလေးမိမတွက်ကြည့်ချင်လို့ဆိုင်ဝင်လေးအဲ့ဒါယောက်ျားမလည်းမရုံးဝင်ရဆိုတော့မိမကိုလိုက်ပို့ပြီးလေဟောမိမလိုက်ပို့ပေးမှာပေါ့ယောက်ျားမိမအဲ့ဆိုမလည်းပြန်သွားမယ်နော်ပါပြီဗျယောက်ျားပြေးတော့ဆိုပြီးသွားကြမယ်လေအော်တော့မယ်လေမင်္ဂလာပါရှင်ကိုနဲ့မဗာလေးလုံးမလဲရှင်အင်းညီမလေးမလိုင်းပေါ်မှာတက်ဆက်စားလေးလာကြည့်တာလीဟောဟုတ်ကဲ့မအထွေးလေးကိုလာပြပါရှင်မင်္ဂလာပါကိုနဲ့မဗာလေးတက်ပေးရမလဲရှင်အင်းညီမလေးအမဟိုရက်ကတော့မေးထားတဲ့တက်ဆက်စားလေးလာကြည့်ရအော်ဟုတ်ကဲ့ဒီအဆက်ကလေးလားဟုတ်တယ်အော်ဟုတ်ရှိပါရဲ့ရှင်နားလေးနော်နားလေးမမေးထားလေးဒီဟာလေးပါရှင်အင်းညီမလေးဟုတ်တယ်ဒီအဆက်ကလေးအပြင်မှာပိုလာတယ်နော်ဟုတ်ကြည့်ပါဦးဟိုရက်ကတော့မိမပြောထားတာဒီအဆက်ကလေးတက်ဆက်စားလေးတော်တော်လာတယ်နော်လာတယ်မိမလေးဆိုအရန်လိုက်မှသိရတာလေးဒါနဲ့ညီမလေးဒီအဆက်ကလေးကိုဝှကြည့်လို့ရလားဟုတ်ကဲ့ဝှကြည့်လို့ရပါတယ်ရှင်အဲ့ဆိုညီမလေးအမဒါဒီအဆက်ကလေးဝှကြည့်လိုက်မယ်နော်မှန်လေးကြည့်ပါဦးရှင်ဟောလှလိုက်တဲ့ယောက်ျားကြီးကြည့်ပါဦးမိမလိုချင်တဲ့ဒီဆက်လေးပေါ့မိမနဲ့လိုက်လာလို့ကြည့်ပြပါဦးလိုက်တာဗောငါမိမနဲ့ကဘာမှမဆိုလိုက်ပြီးသားအဲ့ဆိုမိမဒီဆက်လေးပဲယူလိုက်ရမလားလိုက်လေးမိမညီမလေးအဲ့ဒါဆိုတော့ဒီဆက်ကလေးကိုလေးဈေးလေးတစ်ချက်လောက်တွက်ပြပါဦးနော်ဟုတ်ဒါလေးကတစ်ဆက်လုံးမှာ124သိန်းပဲကြပါရဲ့ရှင်တန်းလိုက်တာယောက်ျားရဲ့တစ်ဆက်လုံးမှာ124သိန်းပဲကြရနော်ဒီတန်းလေးဟောလေးညီမလေးအမတစ်ခုလောက်မေးချင်လို့အပြင်ထဲနေရောလဲလို့ရလားအမကလောက်ထားတာကြာပြီဆိုတော့လေပေါက်ချားတော့မရှိတော့ဟုတ်ကဲ့မပြင်းတဲ့လေးရလဲလို့လည်းရပါတယ်ရောင်းလို့လည်းရပါတယ်ရှင်အောင်စားမပါလည်းရပါတယ်မိုင်အိုးအဲ့ဒါဆိုစင်ပြီတော့ညီမလေးအပြင်ထဲလေးရအောင်ဘေးစည်းနဲ့ပြန်ဝင်ပြီလေအပြင်ထဲလေးရရွှေရှိပါစီတန်ပြန်ဝင်ပြီးပါတယ်ရှင်ဟောဒါနဲ့ညီမလေးအမကလေမွေးကန်ကြီးဖွားကန်ကြီးဆိုတော့တကယ်လို့ငွေလိုခဲ့ရင်ကြီးပြန်သွင်းလို့ဒီအထဲလေးရအဆင်ပြီလားအမသွင်းလို့မသွင်းချင်ပါဘူးဒါလူကမေးရမေးထားတာဟုတ်ကဲ့မငွေလိုလို့ရှိရင်ညီမတို့ဆိုင်မှာပေါင်လို့ရပါတယ်ရှင်အမကိုယ်ဆိုင်ရာပစ္စည်းဆိုလို့ရှိရင်ဈေးကိုလည်းအမြင့်ဆုံးတိုးပေးပါတယ်ရှင်ဟုတ်ညီမလေးအဲ့ဒါဆိုအဆင်ပြေတာဗောဒါနဲ့လေရွှေရ15ပဲရောပြည့်ရလားကဲ့မှာစိတ်ချပါ15ပဲအပြည့်ပါရှင်တနိုင်ငံလုံးသုံးတဲ့အသားပစ္စည်းတွေလည်းပါပါတယ်ရှင်အဲ့ဆိုညီမလေးဘန်ကင်းနဲ့ရောရှင်းလို့ရလားပါဆန်ရောပေးရသေးလားဘန်ကင်းနဲ့ရှင်းလို့ရပါတယ်ရှင်မှာပါဆန်ကပေးကတ်မလို့ပါဘူးရှင်အဲ့ဆိုညီမလေးအမတို့ဘန်ကင်းနဲ့ပဲရှင်းလိုက်မယ်နော်ညကအဲ့ဆိုရင်လေဒီဆက်လေးပဲယူလိုက်တော့မယ်နော်ညီမလေးအဲ့ဆိုတော့အမဒီဆက်လေးပဲပုံချဖွင့်ပြလိုက်တော့နော်ဒီအထေလေးကတော့အမဝတ်သွားလိုက်တော့မယ်အထေဟောင်းလေးကတော့အမဘူးလေးနဲ့ပြန်ထည့်ပြလိုက်နော်အမကိုထွေးလိုက်ပြီနော်ဒေါ်လာချင်းတော့ကြည့်ပေးပါအောင်ဟုတ်ကဲ့ကိုခဏလေးနော်ဟုတ်ရိုက်ပါတယ်နော်ကိုကျေးဇူးပါရှင်နောက်လည်းအများကြီးဝင်နိုင်ပါသေးရှင်ဒီညီမလေးနောက်လည်းလာခဲ့မယ်နော်ဟုတ်ပါရှင်တော့မယ်နော်ကဲဘယ်လိုလဲမိမစိတ်ချမ်းသာပါပြီမလားဟုတ်စိတ်ချမ်းသာသွားပြီဆိုင်းဝန်ထမ်းလေးရတယ်စိတ်ရှိရနော်ဇိုင်းဆန်းနေရလည်းအများကြီးပဲနှောက်ရွှေ့လို့ဖြစ်လို့ရှိရင်လည်းစိတ်ချုံးမှာပဲလုပ်တော့မယ်နော်မိမသဘောပါပဲနော်